မင်းကိုငါပြောရင်ဘုံမောက်အသင်းဟာဘောလုံးသမိုင်းထဲကအမြန်ဆုံးဂိုးကို10စက္ကန့်အတွင်းတွင်းယူခဲ့ရတယ်ဆိုရင်ယုံမလားဒိုင်လူကြီးကပွဲဆဟိုဝီစီတောင်မမှုတ်ရသေးခင်ဘုံမောက်ကစားသမား4ယောက်ဟာကွင်းလဲမြင်းပေါ်မှာရက်နေသည်3ယောက်ကတော့နောက်မှာရက်နေကြတယ်သူတို့ကတစ်ခုစီစဉ်ထားတယ်လို့ပဲမာကတ်တာဗနီယာကနောက်ကိုရိုးရှင်းနဲ့ပေးပို့မှုတစ်ခုလုပ်လိုက်ပြီးလူးဝစ်ခုတ်စီကိုဘောလုံးပို့လိုက်တယ်ချက်ချင်းပဲပြိုင်ဘက်ကစားသမားတစ်ယောက်ကသူ့ကိုဖိအားပေးဖို့ပြေးထွက်လိုက်တယ်ဒီအချိန်မှာဆိုလန်ခေကကြိုင်ဘက်အေလီယာဘက်ကိုပြေးထွက်ဖို့စတင်နေပြီဒါပေမဲ့ရှေ့တန်းကစားသမားကခုတ်ကိုဖိအားပေးဖို့စ조사တဲ့အချိန်မှာတော့ကွင်းလယ်မှာရှိတဲ့မာကတ်တာဗနီယာကိုလုံးဝလွတ်လပ်သွားစေခဲ့တယ်ခုတ်ကအချိန်မဆိုင်ပဲဘောလုံးကိုတာဗနီယာစီပြန်ပေးလိုက်ပြီးတာဗနီယာကလည်းချက်ချင်းနေရာလွတ်ထဲကိုဘေလင်အသေးပေးလိုက်တယ်ကျို့တရက်ဘေလင်ကကစားကွက်ကိုမျက်နှာချင်းဆိုင်မြင်ရပြီးအချိန်လဲရှိရွေးချယ်စရာတွေလည်းအများကြီးရှိနေတယ်ကစားကွက်ဆက်လက်ထိပေါ်နေချိန်မှာဖိုလမ်ရဲ့နောက်တန်းကစားသမားတွေကသူတို့ရဲ့လူကတ်တာဝန်တွေပြည့်စုံအောင်တန်းစီလိုက်ကြတယ်ဒါပေမဲ့ဆိုလန်ခေကသူ့ရဲ့ပြေးလန်းကိုအလဲဘက်ကိုပြည့်စုံအောင်ကွေးပြေးသွားလာကိုတေချာကြည့်ပါသူကအမြဲတမ်းလူကျွမ်းမထစ်တဲ့အနေအထားကိုထိန်းထားနိုင်ခဲ့တယ်ဘဲကနေရောက်လာမှန်းတော့မသိရတဲ့ပေးပို့မှုတစ်ခုမြင်ဘေလင်ကဆိုလန်ခေအတွက်နေရာလွတ်ထဲကိုအတိအကျဘောလုံးပို့လိုက်တယ်ဒီအချိန်မှာတော့ဂျန်နဲ့နောက်တန်းကစားသမား3ယောက်လုံးကြော်ဖြတ်ခတ်လိုက်ပြီးကစားကွက်ကိုတားဆီးဖို့တစ်ယောက်ထဲပဲကြံလို့တယ်ဒါပေမဲ့ဆိုလန်ခေကဘောလုံးကိုပြည့်စုံအောင်ထိန်းချုပ်လိုက်ပြီးနောက်ခတ်လူရဲ့ဖိအားကုန်ခံရတဲ့ကြားကဘောလုံးကိုကာကွယ်နိုင်ခဲ့တယ်နောက်ဆုံးမှာတော့ AACC နဲ့ဂိုးသမားကိုကြော်ဖြတ်ကဂိုးသွင်းယူခဲ့ပြီး10စက္ကန့်အတွင်းဒီအန်မခန်ဂိုးကိုမှတ်တမ်းတင်နိုင်ခဲ့ပါတယ်